တအိမ်လုံးနန်စော်နေတာဘာအနှံ့ကြီးလဲဟာဟုတ်တယ်ကျွန်တော်တို့မင်းသားကြီးဝင်ရတယောက်စာဖတ်နေတော့နှာခေါင်းကိုလာပိတ်ဆို့တဲ့အနှံ့ဆိုးကြီးကြောင့်လန့်ဖြန့်သွားတာဘေးကအစီခံကောင်လေးကလည်းမိဖို့ချောင်ဘက်ကမျောလာတဲ့အနှံ့နဲ့တူတယ်တဲ့ဝင်ရလဲမျက်မှောင်ကြီးကုတ်ပြီးသွားဆုံဆန်းဆန်းဆိုပြီးလွတ်လိုက်ရောနောက်တစ်စက္ကန့်မှာပဲမိဖို့ချောင်ထဲမှာပြဿနာကအကြီးကျယ်တက်နေပြီဗျအမဲသားတို့တုံမြေကြီးပေါ်ပြုတ်ကျနေပြီးတွေးတွေရွှဲလို့မိဖို့ချောင်ကဝါတုတ်ကြီးအတော်ကြီးကကောင်းမလေးတယောက်ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးဆဲဆူနေတာနင်ဝင်ရဲ့အမဲသားကိုခိုးစားရဲတယ်ပေါ့အသက်ရှင်ရတာညင်းငွေ့နေပြီလားဆိုပြီးတော့ပေါ့ဘေးကအဖွားအိုကသူမကငယ်သေးလို့ပါအတော်ကြီးရဲ့လို့ဝိုင်းတောင်းမှန်ရှာပေမဲ့ဝါတုတ်ကြီးကတော့မရဘူးဒါအမဲသားဟဲ့သူ့အသက်နဲ့လဲရမယ်ဟာတွားထင်းကိုတောင်နဲ့ပိတ်ထားမနှက်ဖြန်ကြရင်ကျုံအဖြစ်ပြန်ရောက်စားဖြစ်မယ်တဲ့ဒါပေမဲ့တကယ်တော့ဒီကောင်မလေးကရိုးရိုးကောင်မလေးမဟုတ်ဘူးဗျသူမကလေရင်ပောက်ကွဲမှုဖြစ်ပြီးဒီခေတ်ကိုဝိညာဉ်ကူးပြောင်းလာတဲ့ခေတ်တစ်လူသားဖြစ်နေတာစိတ်ထဲကနေဟာခိုးစားတဲ့မိဖို့ကြောင့်အစီကံမလေးခန္ဓာကိုယ်ထဲရောက်လာတာလားလို့တွေးနေတော့မှပဲဖုံးဆိုပြီးမျက်စိရှိမှာစဖိုမှုနှစ်ဖျားစနစ်ကြီးပေါ်လာပါလေရောစနစ်ကနေအနက်ပြောင်းမုံတွေဂျုံမုံတွေဟင်းချက်ဝိုင်းတွေဆုလက်အဖြစ်ပေးနေတာကောင်မလေးကတော့စိတ်ပြက်လက်ပြက်နဲ့ငါအခုအသက်ရှင်ဖို့စူးစမ်းနေရတာပါဆိုဟင်းချက်ဖို့မဟုတ်ပါဘူးလို့အော်နေရရှာတယ်ဒီလိုနဲ့အစီကံကောင်လေးမိဖို့ချောင်ကိုရောက်လာတော့အခြေအနေကပိုဆိုးသွားတယ်ဝမ်ရဲကစားသမျှအကုန်ပြန်အန်နေလို့စဖိုမှုအစ်စ်လည်းမရောက်သေးတော့အကုန်ကောင်းကျိတ်နေကြတာအချိန်မီအစားအသောက်မပြင်ဆင်ပေးနိုင်ရင်မိဖို့ချောင်တစ်ခုလုံးအသက်ပြောင်းမဲ့ကိန်းဆိုင်နေပြီအဲ့ဒီအချိန်မှာခိုးစားတယ်ဆိုတဲ့ကောင်မလေးကရှေ့ထွက်လာပြီးကျမကိုတစ်ချက်လောက်စမ်းခွင့်ပြုပါတယ်ဝရုတ်ကြီးကနင်လိုခိုးစားတဲ့ကောင်မလေးကဘာချက်တက်မှလဲလို့နှာခေါင်းရှုပ်ပေမဲ့ကောင်မလေးကတော့ပြတ်သားတယ်အခုလူမရှိဘူးလေဝင်ရဲကိုဒီတိုင်းစောင့်ခိုင်းထားလို့မရဘူးမကောင်းရင်အပြစ်ပေးခံမယ်ကောင်းသွားရင်တော့ကျမကိုအသက်ရှင်ခွင့်ပေးပါလို့လောင်းကြီးထက်လိုက်တာပေါ့အစီကံကောင်လေးလည်းရွေးချယ်စရာမရှိလို့စမ်းခွင့်ပေးလိုက်ရတယ်အဲ့ဒီမှာဝတုတ်ကြီးကတက်တက်ညစ်ပြီးဝက်ဥတွေအပြည့်ထည့်ထားတဲ့ရေပုံးကြီးကိုချပေးလိုက်တာအဖွားအိုကဒါဝက်ဥတွေလေဒါမျိုးတခင်ကြီးကိုကျွေးလို့ပဲဖြစ်မလဲလို့လန့်သွားပေမဲ့ဝတုတ်ကြီးကတော့ကောင်မလေးကိုမျက်စိဆောင်းပြီးနင်မဲတက်တယ်ဆိုဒါနဲ့ပဲချက်ဝိုင်းရဲ့စိတ်ဆိုးသွားရင်တော့ရောင်းစားခံရတာထက်ပိုဆိုးသွားမယ်လို့ချင်းချောက်တာပေါ့ဒါပေမဲ့ကောင်မလေးကတော့မကြောက်ဘူးမပြန်ဘူးဒီထဲကပစ္စည်းနဲ့ပဲချက်ပြမယ်ပြီးမှငါလက်ရာကိုကြည့်ကြတာပေါ့ဆိုပြီးမျက်လုံးတွေဝင်းကနေဖြစ်သွားတယ်နောက်တစ်စက္ကန့်မှာပဲကောင်မလေးကဝက်ဥတွေကိုဂျုံမုံတွေစားတွေဝိုင်းတွေနဲ့တေချာနေပြီးစေးတော့တာပဲဝတုတ်ကြီးကဂျုံမုံနဲ့ဝက်ဥစေးရအောင်နေယူနေလားစားစရာတွေကိုဖြုံးတီးနေတာလို့အော်ဟစ်ပေမဲ့ကောင်မလေးကအနံ့ဆိုးတွေမပြောင်းရင်ဝိုင်းရဲ့ဘလို့စားမလဲလို့ပြန်ပတ်လိုက်တယ်ကောင်မလေးကဝက်ဥတွေကိုတေချာလိုက်ပြီးအိုးထဲထည့်ဟင်းခတ်အမွှေးကြိုင်တွေနဲ့တကယ်ကိုအပီပြင်းချက်ပြလိုက်တာချက်နေရင်းနဲ့အနံ့ကြီးကအမွှေးကြိုင်လာတော့အားလုံးပါဇက်ဟာသွားကြတယ်ဝတုတ်ကြီးကတော့ဒီအနံ့ကြီးဝိုင်းရဲ့အဆောင်ဘက်ထိပြန်သွားရင်နင့်အသက်10ချောင်းရှိရင်တော့မလောက်ဘူးအခုချက်ချင်းရက်လို့အော်နေပေမဲ့ကောင်မလေးကတော့အခုရက်လိုက်ရင်ငါတကယ်အသက်ပြောက်မှလို့ပြောပြီးဆက်ချက်တာပေါ့ဒီလိုနဲ့ကိုးချိန်လေးဝက်ဥမွေးဟင်းကြီးအစင်သစ်ဖြစ်သွားရောအစီကံကောင်းလေးမိဖို့ချောင်ကိုပြန်ပြေးလာပြီးနှာခေါင်းပိတ်ထားရတော့ဝါတုတ်ကြီးကချက်ချင်းကုတ်ထောက်ပြီးအပြစ်ပုံချတော့တာပဲဒီကောင်မလေးညစ်ပတ်တာတွေချက်တာကျမတားပါသေးတယ်လို့ပြောပေမဲ့ကောင်မလေးကတော့ယုံကြည်မှုအပြည့်နဲ့ဟင်းပွဲကိုချပြလိုက်တဲ့အစီကံကောင်းလေးကြည့်လိုက်တော့ဟင်းပွဲရဲ့ပုံစံကတကယ်ကိုတရေယူချင်းစရာရှယ်ပဲပြဒါပေမဲ့ဒါကဝက်ဥကြီးဖြစ်နေတော့ဝမ်ရဲရှိကိုယူသွားဖို့ဝေခွဲမရဖြစ်နေရှာတယ်ကောင်မလေးကရိုးရိုးဟင်းတွေကဝမ်ရဲအတွက်မထူးကြတော့ဘူးကျမကိုယုံပြီးဒီတခါတော့လောင်းကြီးထက်လိုက်ပါလို့တောင်းဆိုတာနဲ့အစီကံကောင်းလေးလည်းတက်တီမွေးပြီးဝမ်ရဲစီကိုဟင်းအုပ်ကြီးတည်သွားတော့တယ်ကဲအဆုံးဖြတ်ပေးရမယ့်အချိန်ကိုရောက်လာပြီးဝင်ရဲရှိမှဟင်းအုပ်ကြီးကိုဖွင့်လိုက်တဲ့အချိန်ရှူဆိုပြီးအငွေ့တွေထွက်လာတာနဲ့ဝင်ရဲမျက်နှာကြီးပြတ်သွားတယ်အစီကံကောင်လေးလည်းကြောက်လန့်တကြားနဲ့ဝင်ရဲကျွန်တော်အခုပဲပြန်သိမ်းသွားပါမယ်လို့ပြောပေမဲ့ဝင်ရဲကလက်ကပြပြီးတားလိုက်တယ်ပြီးတော့ဟင်းပွဲကိုစိုက်ကြည့်ရင်ပြောစမ်းဒါပါဟင်းလဲတဲ့ကောင်လေးကတုံတုံရင်ရင်နဲ့တာကိုချိန်လိတ်ဝက်ဥမွေးဟင်းမှာဝင်ရဲပြန်သိမ်းရမလားဟင်းလို့မေးလိုက်တဲ့အခါဝင်ရဲရဲ့ဆူရှာတဲ့မျက်လုံးကြီးတွေကဟင်းပွဲပေါ်ကြားရောက်သွားပြီးမလောနဲ့အောင်တဲ့ဗျာနောက်ပိုင်းမှာဘာဆက်ဖြစ်မလဲဆိုတာစောင့်မျှော်ပေးကြပါဦး